ပညာသင်ယူနေတဲ့လူငယ်တယောက်ဆိုရင် academic education တစ်ခုနဲ့မလုံလောက်ပါဘူးအခုခေတ်ကြီးမှာ academic education တစ်ခုပဲသင်နေရင်အများကြီးနောက်ကျသွားပါလိမ့်ဒီခေတ်မှာလူငယ်တယောက်အနေနဲ့တက်မြောက်ထားတဲ့ skill တချို့ကိုကျွန်တော် sharing လုပ်ပေးသွားပါမယ်ပထမအဦးဆုံးကတော့ကျွန်တော်တို့အရေးကြီးဆုံးဖြစ်တဲ့ artificial intelligence AI ကိုအသုံးပြုတတ်ဖို့လိုအပ်ပါတယ်ဒီခေတ်ကြီးမှာခင်ဗျာ AI ကိုမသုံးတတ်ရင်အများကြီးနောက်ကျပါလိမ့်မယ်ဒုတိယတစ်ချက်အနေနဲ့ကတော့ time management ဖြစ်ပါတယ်ဒါကတော့ဟိုအရှိခေတ်မှာအရေးကြီးခဲ့တယ်လို့အခုလက်ရှိခေတ်မှာလည်းအရေးကြီးနေစေဖြစ်ပါတယ်ကိုယ့်ရဲ့အချိန်ကိုဘယ်လိုအသုံးချမလဲဆိုတာအလွန်ရေးကြီးပါတယ်တတိယအချက်အနေနဲ့ကတော့အခုခေတ်လူငယ်တွေပြဿနာတက်နေတဲ့ social media မှာပဲအချိန်ကုန်တယ်လူတွေနဲ့စကားမပြောတတ်ဘူးစကားမပြောရဲဘူးဆိုတဲ့ကိစ္စတွေကိုဖြေရှင်းနိုင်ဖို့ communication နဲ့ social skill တွေကိုလေ့ကျင့်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့လူငယ်အချင်းချင်းဘယ်လိုစကားပြောမလဲလူကြီးနဲ့ဘယ်လိုစကားပြောမလဲလူရှိမှစကားဘယ်လိုပြောမလဲစင်မော်တက်ပြီးတော့ဘယ်လိုစကားပြောမလဲဒါတွေကလည်းလေ့ကျင့်ယူရတဲ့ skill တချို့ဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ financial management ဖြစ်ပါတယ်ကိုယ်မှာရှိတဲ့မုံဘိုးသို့မဟုတ်ကိုရှာထားတဲ့ပတ်စံကိုဘယ်လိုစီမံခန့်ခွဲမလဲဘယ်နေရာမှာသုံးမလဲဘယ်နေရာမှာမသုံးသင့်ဘူးလဲဆိုတာကိုကိုယ့်ရဲ့ဉာဏ်နဲ့ခွဲခြားနိုင်တဲ့ skill လို့ကျွန်တော်ပြောချင်ပါတယ်နောက်ဆုံးအနေနဲ့ကတော့ high income skill လို့ခေါ်တဲ့အချိန်တိုအတွင်းမှာဝင်ငွေများများရှာနိုင်တဲ့ skill တွေကိုသင်ယူထားဖို့လိုအပ်ပါတယ်အဲ့တော့ဒီဗီဒီယိုကြည့်ပြီးတော့သင်အနေနဲ့ဘာတွေးမိလဲ comment မှာရေးခဲ့လို့ရပါတယ်တိုးတက်နေတဲ့လူငယ်တယောက်ဖြစ်ပါစေ